မင်္ဂလာပါကျွန်တော်ကတော့မိဆွေတို့အတွက်တင်ချာတွေကိုမျှဝေပေးတာဖြစ်ပါတယ်ဒီတခါကျွန်တော်ဒီတင်ချာတွေကိုမမျှဝေခင်ဒီငါကျင်အတွက်ကျွန်တော်မမျှဝေခင်မှာတော့မိဆွေတို့ကိုကျွန်တော်သတိပေးရှင်တာတစ်ခုရှိတယ်အခုကပေါ်နေတဲ့ line ပေါ်မှာရှိတယ်လေမိဆွေတို့သိလားဘာလဲအဲ့ဒါဆိုလို့ရှိရင်သူကအလင်းရတယ်ကျင်းနေထဲသွားတာအများကြီးရိုးစရာတွေလေထွေးပြီးသားကဏ္ဍတွေကိုပြတယ်ထွေးပြီးသားတဲ့နှစ်ပတ်တွေကိုပြတယ်ပြီးတော့မှဒီလိုကျွန်တော်တို့ကုမ္ပဏီကဒီကဏ္ဍတွေကိုပေးတယ်ဟိုကဏ္ဍတွေကိုပေးတယ်ခက်ခဲရောက်နေတဲ့သူတွေအားလုံးကိုကူညီပေးစေရှင်လို့တယောက်ချင်းစီကူညီပေးမယ်ဆိုတာယူပေါ့ဒါပေမဲ့အဲ့ဒါကူညီတာမဟုတ်ဘူးဗျာကျင်းနေသွားတာကျွန်တော်ပြောပြမယ်တင်ချာလောကမှာအပိုင်ဆိုတာမရှိဘူးပိုင်လို့ဆိုတာတဲ့လူကရှူပဲသွားပြီးမယုံနဲ့မိတ်ဆွေတို့ယုံရင်မိတ်ဆွေတို့ပို့ကုန်နေမယ်အဲ့ဒါပဲရှိမှာသူတို့ပြောသွားတာရှိရင်ဘာလဲဆိုတော့ကျွန်တော်တို့ကုမ္ပဏီကဒီ VIP ကတ်တွေကိုရှာပေးမယ် Messenger မှာဟိုင်းလာခဲ့ပါအဲ့ဒါတွေပြောလာပြီးကလေးကမိတ်ဆွေတို့မျိုးရင်သွားဟိုင်းကြည့်လိုက်ပြီးရင်မန်ပါကြီးလားညာကြီးလားအဲ့ခါကျရင်မိတ်ဆွေတို့ပြောမှသွားမယုံနဲ့ယုံမိရင်မားမှာအနည်းဆုံးတော့ပတ်စံအချင်းထက်ခိုင်းရမှသိချတယ်ဝါဒနာရှင်သူရမှန်ပေမဲ့ကိုမှစဉ်းစားရှင်ရှင်နဲ့ညာမရှိဘူးဆိုလို့ရှိရင်အလင်းအညာတွေမိသွားတတ်တယ်ကျင်းတွေမမိအောင်ကျွန်တော်တို့ကဘယ်လိုမျိုးဆင်ရှင်းရမှာလဲနံပါတ်1တစ်ချက်သူကောင်းလေးကိုအရင်ဆုံးလေးလာကြည့်လိုက်ပါသူမှဘာတွေတင်ထားလဲအဲ့ဒီရှင်းငကောင်းဆိုလို့ရှိရင်ဘာမှမတင်တာများတယ်ဘာမှမတင်တာများတယ်အဲ့ထဲမှာမှ comment တဲ့လူဆိုလို့ရှိရင်တော့ရှိတော့ရှိရင်သူကိုယ်တိုင်ဖောက်ထားတဲ့အကောင့်တွေပဲရှိမှာအဲ့ဒီသူကိုယ်တိုင်ဖောက်ထားတဲ့အကောင့်တွေကဝင်ကြည့်လိုက်ဘာမှမတင်ထားဘူးကျွန်တော်ပြောပြမယ်တခုကျွန်တော်မိတ်ဆွေရှိတယ်သူတို့ကယုံတာပေါ့တော့ဝယ်လိုက်တာအဲ့ဘာတစ်ဆောင်နဲ့ဝယ်လိုက်တာဘာတစ်ဆောင်တော့ဝယ်လိုက်တဲ့အခါမှာသူတို့ပေးလာတဲ့ VIP နန်းလေးရှိတယ်သူတို့ဝယ်လဲဝယ်ရောညရောက်ကျွန်တော်ဘာဖြစ်တော့ဖိုက်သွားတာတခြားစီသူဝယ်ပြီးတော့မှကျွန်တော်ကိုပြသေးတယ်အဲ့မှာကျွန်တော်ကြည့်လိုက်သူတို့ခဲချစ်တဲ့နံပါတ် VIP တွေလေကပြားနဲ့လောက်ထားတာတေချာကျွန်တော်ကြည့်လိုက်တာဒါလုံးဝကျင်းမိပြီးတေချာတယ်ပြထားတဲ့ date ကအရင်လကနံပါတ်ကြီးအဲ့ဒါနဲ့ကျွန်တော်ပြောလိုက်မင်းတို့ဝယ်တာအရင်လကနံပါတ်ကြီးတော့တေချာကြည့်လိုက်အောင်လို့အရင်လကနံပါတ်ရှင်တော့တေချာကြည့်အောင်လို့ကျွန်တော်ပြောတာအဲ့ကောင်တွေကလည်းမေးသွားတာပေါ့တဲ့အမဒီမှာအမပေးလာတဲ့နံပါတ်ကအရင်လကြီးရောတဲ့ဟုတ်တယ်တဲ့ဒိတ်ပဲမှားသွားတာကားတာအတူတူပဲနံပါတ်အတူတူပဲအဲ့လိုကြီးကျင်းထဲသွားအဲ့ကောင်တွေကလည်းကွာဘယ်လိုပြောမှလုံးယုံတာပေါ့ပတ်စံလည်းပေးသွားယူဟုတ်တောင်းညလည်းထွက်ရောဘာဖြစ်လဲဆိုကပေးတာနဲ့ထွိုက်တာနဲ့လုံးဝတခြားစီလုံးဝမပါအခါကျတော့သူတို့မေးသွားတယ်ပြောတော့အာမအခနဲ့ဆိုမပါရင်ပြန်ပေးမယ်ဆိုပြီးတော့ပြောသွားဟုတ်ပါတယ်တဲ့ကျမတို့ကုမ္ပဏီကတဲ့ဒီလိုကားအပြောင်းလဲလေးဖြစ်သွားတာအဲ့ဒီကပြောင်းလဲတဲ့အတွက်ကြောင့်ဒီကုမ္ပဏီဟာဝယ်ပေးထားတယ်ထိုးပေးထားတယ်ပေါ့နော်တယောက်ကို9000စီရတယ်တဲ့ညကျမအေးစေးလေးအကုန်လုံးပြန်စစ်ပြီးတော့မှအကုန်လုံးလိုက်ပေးမယ်ပို့ပေးမယ်နော်ဆိုတာကြီးပေါ့အဲ့ဒါနဲ့ဟုတ်ပါမလားလို့ပေါ့တကယ်ရှင်းရလဲဆက်ပြီးစာပို့သွားတယ်မေးသွားအေးဟုတ်ပြီအချက်လက်တွေစစ်ဆေးပေးတယ်နော်နာမည်ပါမပါခဏနေကြပါတယ်တဲ့အဲ့ဒါဆိုရင်ကျမတို့ကဒီကနေထုတ်ဖို့ဗန်ငယ်ဘာကြီးတွေလည်းမသိဘူးအဲ့ဒါပြောကျွန်တော်မေ့သွားတယ်အဲ့ဒီကြေးရင်ဆုံးတွင်းရမယ်တဲ့တယောက်ကို900ဘာသက်တွင်းရမယ်ဆိုသွားခဲ့ဒါဆိုလုံးဝကျင်းသွားရင်လေအရင်တော့မမီရတဲ့ဟာယူတိပါသက်တွင်းပြန်ပြီးဆိုတော့မင်းတို့ပဲစဉ်းစားကြည့်လိုက်အဲ့ဒါဖြစ်နိုင်လားလုံးဝမဖြစ်နိုင်ဘူးတချို့ကကူညီတယ်ဆိုတာတောင်းစရာမလိုဘူးလေ free ပဲလေဘာချင်းညာချင်းတောင်းစရာလို့သေးလို့လေဟုတ်တယ်မလားအဲ့ဒါသတိထားရမှာဝါဒနာနောက်လိုက်ပြီးတော့မှအလင်းအညာတွေ
ခံလိုက်ရတဲ့အဖြစ်မျိုးမဖြစ်စေချင်လို့ကျွန်တော်ကသတိပေးတာဖြစ်ပါတယ်။1000ရှိရင်1000ပဲကန်စမ်းပါ။3သိန်းရှိရင်1000ပဲကန်စမ်းပါ။အများကြီးကန်စမ်းစရာမလိုဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒိုင်နဲ့ထိုးသားဘယ်လိုကွာလဲဆိုလို့ရှိရင်ဒိုင်မှာလက်ဆယ်ချောင်းရှိရင်တော့ကျွန်တော်တို့ထိုးသားတွေကလက်တစ်ချောင်းပဲရှိတယ်။အဲ့ဒါဘာကိုဆိုလို့ရှင်းတာလဲဆိုလို့ရှိရင်ထိုးသားတစ်ယောက်ပေါက်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီဒိုင်ကထိုးသားအယောက်9ယောက်စီကရလာတဲ့ဟိုးဘိုးတွေနဲ့စုပြီးတော့မှပေးလိုက်မယ်ဆိုလို့ရှိရင်တို့ဟာတော်ယုံတန်ယုံနဲ့အိတ်ကထည့်နိုင်ပြီးတော့မှအရင်ကိုစိုက်စရာမလိုဘူးအဲ့ဒါကိုပြောပြတာကျွန်တော်တို့ထိုးသားတွေကတယောက်ပဲရှိတယ်ကျွန်တော်တို့တယောက်ထဲနဲ့ကျိုးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့မှမိခိုးစရာပဲလက်ချောင်းမှမရှိဘူးအဲ့ဒါသတိထားရမှာအဲကြောင့်မလို့ဘယ်လောက်ထိပဲကောင်းတယ်ပြောဘယ်လောက်ထိပဲအပိုင်ပြောအပိုးမများစေနဲ့လောဘမကြီးစေနဲ့ဒါကအပျော်တမ်းသဘောဖြစ်အပျော်သဘောဖြစ်ကန်ဆန်းတဲ့သဘောဖြစ်နေတာကန်ဆန်းပါလို့ကျွန်တော်ပြောရှင်တယ်။ညာဘာနဲ့တူလဲဆိုပေတင်စရာတွေ့တာပေတင်တွေ့တယ်နဲ့တူပဲဒီပေတင်စရာဘလောက်ပဲမှန်နေပါစေမနေ့ပြန်ဒီလူတယောက်ပါဖြစ်မယ်လို့သူအတိအကျပြောနိုင်လားမပြောနိုင်ဘူးဒါလည်းတူပါပဲကျွန်တော်ကတော့ဒီတင်ချာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဟိုအသက်15နှစ်ကလေးရတာပြီးတော့မှတက်လာဘလို့အနေဘလို့တက်လာလည်းမသိဘူးကျွန်တော်ကြည်ရင်ကျင်းနေတယ်လေသူများ line ပေါ်မှာအများကြီးတွေ့ပြကျွန်တော်အဲ့ဒါကျင်းနဲ့စိတ်ဝင်စားတာတော့ပတ်ကန်ဆန်းတယ်ရင်းနှီးတယ်နည်းနည်းလေးကန်ထူးသွားတယ်ပြီးဝေးသွားတယ်နီးလိုက်ဝေးလိုက်ကန်နီးစက်လိုက်အဲ့လိုလေးပဲလေအဲကြောင့်မလို့ကျွန်တော်တို့ဟာဝေးသွားတဲ့အချိန်မှာအများကြီးမပါတော့အောင်နီးသွားရင်လည်းအပျော်သဘောဖြစ်အလောက်လေးပဲကျင်တာကောင်းပါတယ်လောဘနှုတ်မလိုက်ပါနဲ့လောဘနှုတ်လိုက်ရင်ဘယ်အရာမှမစမ်းတာဘူးဗျအဲကျရင်မနေ့ဖြန်ငားခြင်းကတော့လဲဖဲတော့မယ်ဆိုတော့ကျွန်တော်ရဲ့အကြိုက်ဆုံးကပါလဲပြီးရင်ကျွန်တော်ထုတ်ရေးပေးတော့နော်အဲ့မှာ6လုံးရှိတယ်ကျွန်တော်အဲ့နောက်တနည်းနဲ့ကျွန်တော်ဆက်ချပြီးတော့မှတွေ့လာကြတော့3မျိုးနဲ့ဆိုလို့ရှိရင်10ခွဲကြော်တော့ရှိတယ်ဒါပေမဲ့ကျွန်တော်အကုန်လုံးဖြုံအနည်းဆုံးကြံအောင်ကျွန်တော်အကြိုက်ဆုံးကအနည်းဆုံးဖြုံအောင်ကျွန်တော်မိတ်ဆွေတို့အားလုံးကျွန်တော်ရှာရေးပေးမယ်နော်ဒါကတော့ကျွန်တော်ရဲ့ငါးကျင်အတွက်အကြိုက်ဆုံးဖြစ်ပါတယ်နော်ဒီမှာရွေးထားတာအများကြီးထဲမှာကျွန်တော်ဒီမှာပြန်ရွေးထုတ်လိုက်မယ်ဆိုလို့ရှိရင်နော်အကြိုက်ဆုံးကတော့ဒီ396ပေါ့396နဲ့936ဒီ396နဲ့936မှာကျွန်တော်မိတ်ဆွေတို့ဟိုဟာမွေးတဲ့တင်ရှာမွေးတဲ့ကဏ္ဍထဲမှာကျွန်တော်ပါတယ်เนาะဒီကောင်ကအဲကြောင့်မလို့သူကိုဒီ site တွေနဲ့အရင်နှီးစပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒါလေးကိုထပ်ပြီးတော့မှ PB မြတ်ဝေပေးတာဖြစ်ပါတယ်เนาะဒီမှာတေးရှာလေးเนาะဒါကျွန်တော်အကြိုက်ဆုံးပါအဲ့ဒါတော့ကျွန်တော်အကြိုက်ဆုံးပြီးရင်ဒီဒါတွေကကျွန်တော်ဒီ396နဲ့936ဒါပတ်လက်ထိုးသွားတဲ့ပုံစံပေါ့နော်ပတ်လက်ကန်ဆိုင်မဲ့ပုံစံရှင်ဒီ6ကတော့နောက်ဆုံးခုနေရာမှာပဲနောက်ပိတ်ခုမှာပဲထားမယ်နော်ပုံသေးထားမယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီ346 436ရယ်346 436 546 456 396အဲ့လိုပဲထိုးပါနော်အဲ့ဒါဆိုကျွန်တော်တို့အများကြီးလဲကန်ဆန်းဆရာမလိုဘူးအများကြီးလဲကုန်ဆရာမလိုတော့ဘူးပေါ့နော်ဒီချန်လေးကြည့်နော်ဒီမှာဘယ်တပွဲတော့1 2 3 4 5 6 9 10နော်အစားဒီကောင်ဒါအချိုက်ဆုံးကဒါပါနော်ကျွန်တော်အချိုက်ဆုံးကဒီရတစ်ခုနဲ့နောက်ထပ်946ရယ်346ရယ်346တယ်946ရယ်346 346နော်346 346 546
ဒီပုံမှာနော်ဒီပုံမှာကျွန်တော်ဒါကတော့အကြိုက်ဆုံးထဲမှာပေါ့နော်အကြိုက်ဆုံးကတော့ဒီပေါ်ဆုံးသုံးဘာဖြစ်လဲဆိုမွေးထားတဲ့မှာပါတဲ့အတွက်ကြောင့်မလို့ဒါလေးကိုကန်ဆန်းကြည့်ပါနော်အဲ့ဒါဆိုလို့ရှိရင်နောက်လာမယ့်ဗီဒီယိုတွေကျွန်တော်ဒီဘ ഹു ဒအနေငယ်လဲကျွန်တော်ထည့်ပြီးတော့မှတင်ဆက်ပေးခြင်းတယ်ဗျာဘာဖြစ်လဲဆိုတော့ကျွန်တော်ကလူငယ်တွေအတိုင်းနဲ့ကျွန်တော်လည်းလူကြီးမဟုတ်ကျွန်တော်လည်းလူငယ်ပဲတချို့ရတင်ရထိုက်တဲ့ဘ ഹു ဒတချို့လည်းကျွန်တော်ထည့်တိုင်းမယ်ပြီးကန်ဆန်းမိစေတို့နဲ့ကျွန်တော်တို့နဲ့အများအားဝဒနာပါပြီးတော့မှကန်ဆန်းတဲ့အရာပေါ့အဲ့ဒါလည်းကျွန်တော်အများအားတင်ဆက်ပေးတော့မှာပါအဲ့ဒါဆိုရင်ကျွန်တော်ရဲ့အကောင့်ကို like လေး subscribe လေးမလုပ်ရသေးဆိုလို့ရှိရင်အပေါင်းကလေးနှိပ်ပြီး like share လေးလုပ်ပြီး comment ပေးမိစေတို့ကြိုက်တဲ့ဘုဒ္ဓရစင်မဲ့ comment တွေအားလုံးလည်းကျွန်တော်ကိုအကြံပေးပြီးတော့မှ comment ပေးလို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်မိစေတို့အားလုံးပဲကျေးဇူးတင်ပါတယ်